ငပြောပေးဆိုတာကကဘာအနှံ့အပြားမှာတွေ့မြင်နိုင်တဲ့အသီးနှံတစ်မျိုးပဲဖြစ်ပါတယ်။ငပြောသေးမှာဆိုလို့ရှိရင်ပိုတက်ဆီယမ်အမြင့်တက်မဂနီဆီယမ်နဲ့ဗီတာမင် B6 တို့ပါဝင်တဲ့အတွက်ကြောင့်မို့လို့လေလူသားတွေရဲ့ကျန်းမာရေးကိုကောင်းကျိုးပေးစေတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ငပြောပင်ကိုကဘာအနှံ့အပြားမှာစီးပွားပြင်စိုက်ပျိုးတာတွေလည်းရှိပါတယ်။ဒါပေမဲ့ဒီနေ့ပြပြချင်တဲ့ငပြောပင်ကတော့အပြင်မှာတကယ်ရှိပါမလားလူတွေတန်တရားဝင်လောက်တဲ့အတီကြီးမလို့နဲ့ငပြောပင်အကြောင်းပဲဖြစ်ပါတယ်။ပုံမှန်အဖြစ်ငပြောပင်တွေအရွယ်အစားဟာ15ပေ10ပေလောက်အထိပဲမြင့်မားလို့မိရောအလွန်ဆုံးအဖြစ်ပေ20လောက်အထိပဲမြင့်မားကြပါတယ်။ဒါပေမဲ့နျူကီနီမှာရှိရဲ့မူစီချက်ငပြောပင်တွေကတော့ပုံမှန်ငပြောပင်တွေထက်3-4ဆလောက်ကြီးမားတာပဲဖြစ်ပါတယ်။မူစီချက်ငပြောပင်တွေကပေ40ကျော်ကနေပြီး60ကျော်လောက်အထိမြင့်မားပြီးရောပေစီလုံးရေးဆိုလို့ရှိရင်လေလူနှစ်ဖက်လောက်ဖက်လို့ရတဲ့အထိကိုမှပဲကြီးမားလုံးတာလည်းဖြစ်ပါတယ်။မူစီချက်ငပြောပင်တွေရဲ့အဓိကမူရင်းဒေတာကိုပြောပါဆိုလို့ရှိရင်တော့နျူကီနီရဲ့မိုးတစ်တော်တွေမှာပေါရောက်တာဖြစ်ပြီးရောအဲ့ဒီအပင်ရဲ့ငပြောသီးတွေမှာအစီပါဝင်နေတဲ့အတွက်ကြောင့်မလို့ဒေတာခံတွေကအစိမ်းစားတာမျိုးမပြုတ်လို့ပဲနဲ့ချက်ပြုတ်စားတောက်တာတွေလည်းရှိပါတယ်။အဲ့ဒီမူစီချက်ငပြောပင်တွေရဲ့အရွက်ဆိုလို့ရှိရင်လည်း15ပေ16ပေလောက်အထိကြီးမားပြီးအကျယ်ဆိုလို့ရှိရင်လည်း3ပေကျော်လောက်အထိရှိပါတယ်။ဒါကြောင့်မို့လို့နျူကီနီမှာပေါရောက်တဲ့မူစီချက်ငပြောပင်တွေကကမ္ဘာပေါ်မှာတော့အကြီးဆုံးငပြောပင်အဖြစ်ကြီးရှိနေရလည်းဖြစ်ပါတယ်။